yo walung be min klam nek kimba dizimbala stong yen ni ye men pa ya thu tri mia ko ptama song lu yin tu shin chin sa to ma pi bare bilo sun no video le ri le chi ma pi bare channel coaching pe pi chi shu ne re tu nge chin doi a long je mia chi ti ma re lo ptama song pyo su chin bare da su in do tadin le doi sa cha ya aw dizimbala st yen ne doi mong yo myo ne ya twin si na mi su pi cho cha ne to pu byo so thi che yo ma in an se wan chin khan ka mong yo chong u lam ma po doi sit che ko mai sha yan thot la ya a super byo so thi mya ko padi ta mai tong long phi to lai ye te phwe mya ka phok kwei te khit khit jang ti si ya ba re thu te khit mu a twin byo so thi na kong kwei te wat te sung ka tong kong thi khit dan ya ya shi jang mong yo ma na ma kha tau in si ka phi dan ya ya sit kwei mya ko tin song twa khit jangတော်လှန်ရေးရေးပုံများအထီးအခက်မရှိပြန်လေစုပ်ခွာနိုင်ခဲ့ကြောင်း Brave Heart Army ကတည်င်းထုတ်ပြန်ထားပါတယ်။ကောင်းလိုက်တဲ့တည်င်းနောက်တည်င်းဒီဇင်ဘာလ1ရက်နေ့မှစပြီးဒီဇင်ဘာလ9ရက်နေ့အထိစကိုင်းတိုင်းဆွေဘူမြို့ပေါ်စီရက်ကွက်နဲ့လမ်းစုံလမ်းခွများတွေအလောက်သွားအလောက်ပြန်လာသည့်လူငယ်တရားကျော်ကို9ရက်စက်တိတ်အကြံဖက်စစ်တပ်ကပေါ်တာဆွေဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။ဖန်စီခံရတော်လူငယ်များမှအသက်20နှစ်နဲ့အသက်35နှစ်အတွင်းလူငယ်များဖြစ်ပြီးစစ်တပ်ကဖန်စီပြီးနောက်အဆက်အသွေးပြုတ်ဆုံးနေကြောင်းသိရှိရပါတယ်။မြို့ပေါ်ကနေတဲ့တငယ်ချင်းတွေတတိထားကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်။နောက်တဲ့မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာငွေကြေးခွာချမှုအန်ဒရီအစီဆုံးလို့ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance ကထုတ်ပြန်ထားပါတယ်။ကဘာတဝိုင်းနိုင်ငံပေါင်း189နိုင်ငံထဲမှာမြန်မာကအန်ဒရီအစီဆုံအစစ်နံပါတ်1နေရာမှာရှိပါတယ်။ဟေတီနဲ့ကွန်ကူနိုင်ငံကဒုတိယနဲ့တတိယအစစ်လောက်ဒီဇင်ဘာ9ရက်နေ့တွင် Basel AML Index 2025အစီရင်ခံစာမှာဖော်ပြထားပါတယ်။ငွေကြေးအကျိုးခံစားသူအမည်ဖော်ပြမှုမလုံလောက်တာအခုနဲ့ငွေကြေးစီမင်းတွေအားနေတာတွေကဆူရွာလာတဲ့ငွေကြေးစံနှုန်းတွေလို့အတိပေးပါတယ်။ဒါအပြင်ပိုင်ရှင်မတိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကိုအသုံးပြုတဲ့နီးလန်းတွေဒူးလာနေတာကလေအထူးဆိုရင်ရှာလို့ဆိုပါတယ်။အဘအုပ်ချုပ်ပြည်နောက်ပိုင်းမှာတော့မြန်မာနိုင်ငံကအစူပိုင်းမှာပထမအဆင့်အထိရောက်လာတဲ့မြန်မာနိုင်ငံဖြစ်ပါတယ်။စစ်ခွေးထုတ်ခံတဲ့ပြည်သူတွေမင်းတို့ဘလောက်ထိအတုံးကြတာလဲဆိုတာကတော့မပြောတော့ပါဘူး။မင်းတို့လည်းဦးနှုတ်နေပရှိတာပဲ။စဉ်းစားကြလိုက်တော့နောက်တဲ့မြို့ဝတီမြို့နယ်မင်းလက်ပန်ကျေးရွာကိုအင်အား900ကျော်နဲ့စစ်ကြောင်းထုနေတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးအင်အားစုတွေက drone နဲ့တိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းတစ်ခုလုံးနှုတ်ပြန်လှည့်ပြီးခဲ့တဲ့အပြင်အင်ဂျင်မြိုင်ဖက်မှလက်နက်ကြီးပစ်ကူပေးနေတဲ့စစ်ကားတစ်စီးကိုလည်းတိုက်ခိုက်ပစ်စီးနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ KNLA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေက DKBA လုံခြုံရေးပေးထားတဲ့မင်းလက်ပန်ရှိဂျပ်ဖြစ်စိတ်တခုကိုနိုဝင်ဘာလ21ရက်နေ့မှာဝင်ရောက်စီးနှင်းပြီးတဲ့နောက်စစ်တပ်ကမင်းလက်ပန်ကိုအပြင်းအထန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ17ရက်မှာလေစစ်ကောင်စီအင်အား900ကျော်ဟာမင်းလက်ပန်ကျေးရွာကိုရတဲ့ကူဖက်မှစစ်ကြောင်းတိုးလာပြီးနောက်အခြေပြုတ်တဆွေးမှုပင်စင်ဆောင်ရွက်မှုတွေပြုတ်လုပ်ခဲ့တယ်လို့သိရှိရပါတယ်။အခြေပြုတ်တဆွေးမှုပင်စင်နေတဲ့စစ်ကောင်စီရဲ့အစူပါစစ်ကြောင်းကို KNLA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေကဒုံးနဲ့တွားရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဖက်မှထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီးစစ်ကြောင်းတစ်ကြောင်းလုံးနှုတ်ပြန်လှည့်ပြီးခဲ့တယ်လို့မေပင်တော်လှန်ရေးရေးဖို့တူကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တင်းနောက်တင်းဒီဇင်ဘာလ12ရက်နေ့ည9:00နာရီအချိန်ခန့်မှစတင်ကမြို့ဦးမြို့နယ်ပုံနာကျွမြို့နယ်နဲ့ပုတ်တိုးမြို့နယ်တို့ကိုလေကြောင်းမှနေ၍စင်ပွားပုတ်ကွေးစီတိုကရစတာဘုံများဒုံးကြီးရော့ကတ်များဖြစ်ပါတိုက်ခိခိကြောင်းအေကထုတ်ပြန်ထားပါတယ်။ပုံနာကျွမြို့နယ်ဝါဘူးရွာနဲ့ခမောင်တိုးရွာဝန်းကျင်ပုတ်တိုးမြို့နယ်တေးခုံရွာဝန်းကျင်မြို့ဦးမြို့နယ်ရဲတရင်30ဝန်းကျင်တို့ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုတ်လုပ်ခဲ့ကြောင်းသိရှိရပါတယ်။မြို့ဦးမြို့နယ်အတွင်းရက်ကွက်3ရက်ကွက်ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့စီပစ်ဘုံကျဲတိုက်ခိုက်သွားကြောင်းဒေတာတွင်တရင်ရင်းမြစ်များထံမှသိရှိရပါတယ်။ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာနေတဲ့ပြည်သူတွေတတိထားကြပါ။ဒီစစ်ခွေးတွေကရှစ်ချောင်းတွေလည်းကြေးတာပဲ။ပြည်သူလူထုကြေးတာကတော့သူ့အတွက်ဘာမှမဟုတ်ဘူး။နောက်တဲ့စစ်ကောင်စီတပ်များဝင်ရောက်နေရာယူထားပြီးဖြစ်သည့်မူကုံမြို့အတွင်းဖက်ကိုတော်လှန်ရေးတပ်များတိတ်စစ်စင်ခေရာတက်တော်ကုန်းကိုပြန်လေချင်းချုပ်တက်ဆွေးထားနိုင်ကြောင်းသိရှိရပါတယ်။မူကုံမြို့စီစခန်းကြီးရွာကိုစိုးမိုးထားသည့်
ดัตโตกุงสขันกูดิซิมบาดุติยาอปัดอดุยโตหลังเยตับเมียกะเปลี่ยนเลทิ้งเช่าเนียอยู่ท่าชิมปิบาเรมูกมีอาศิจมาได้ป่วยด้วยปินทันเนปีเล่นนัดจีปกวยตันด้วยมีอันนอกจังกะเนตองจาเนียเดหูสิเยตรินยิมิกะเปียวบาเรมูกมีอันนอกจันสิเยอายาอเยปาดีกวยปินสขันเนอันนี้ทรงพิดีดัตโตกุงสขันมาเนยวยสิเยอายาสิกองสิตะกูโตหลังเยตับเมียกะชิงเช่าหูเมียสัตินเปียวเล่าลาในจังติสิยาบาเรมูกตรินด้วยการอเชตรินพิบาเรกองเลยเดตัดเดนนกตะเดนมุงินเมียวเนหูปินเมียวอันนี้มาดิซิมบากุยันเนกะไตป่วยพิบวาเกปีสิกองสินแห่ฉันนีปีตุสิปูปองอภัยเตสงที่เขมุเมียเปียเขเดลติสิยาบาเรปีเคเดโนวันบาลาดุติยาอเปกะหูปินเมียวอวินดูเกมาสิกองสิตะป่วยวินด้วยปิกขยะปีนอไปกะชิมปีเนหูปินเมียวอาชิตองพัดตะโจมาสิกองสินแห่ฉันนีปีตุสิปูปองอภัยกะสิเยเหล่าชามุด้วยเปียวเหล่าเขจังเดตาขันสิเยตรินยิมิมียทังกะติสิยาบาเรดิซิมบากุยันมาสิกองสิปูปองอภัยกะตองโจเพกกูสิจังสัตดูลาดาจังแต่พัดที่ด้วยเด็กป่วยปินทันพิบว่าเกปีสิกองสิเพกะที่เขตูมียเปียเขเดเหล่าเดตาขันตูกะเปียวบาเรอาศิโตเทกะโตไลเยอภัยด้วยกูตะปีตัวโซจาดาตูดาวสากาสะพัดมาอธินาตัวเดอลองด้วยแน่ดายายะตูเชเปียดเล็บเปียดด้วยกาจีแน่อภินีปาเบเหล่าสุบาเรดายายะตูด้วยกูมุงินเมียวเซมายอจินทองแน่มุงินปีตุเซยงจีกูปูสองท่าเดเหล่าติสิยาบาเรอายาเลยดากว่ากองเลยเดตัดดินดิซิมบาลาสตงยันนี่ยังมันนับไปอทุตริงการอดีเหล่าบาเบเกดาสุนดอจนอดปฐมสงตองกุริยกะงีกูเปียวตัวรักูจะชัดเหล่าชูใจยองอายาช่างองบาเรမင်္ဂလာပါကျွန်တော်2025ခုနှစ်ဒီဇင်ဘာလ12ရက်နေ့ကျွန်တော်ဒီနေ့ဆိုလို့ရှိရင်စကားမရဲ့အတူရောင်ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြတပိတ်စခန်းရဲ့နောက်ဆုံးနေ့ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့စစ်ကောင်စီရဲ့တပတ်တာတတန်တိုးမဲပေးဖို့ထုတ်ပြန်ထားပေမဲ့လည်းဒီနေ့ချိန်ကြီးကိုတန်ယုံချေကိုလာရောက်မဲထည့်ပေးသူခွေးတလီကြောင်တမင်းမှမရှိဘဲနဲ့ရှော့ကကဖြစ်နေတာကိုတွေ့မြင်မှာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ရောက်နေတဲ့နေရာကတော့ကျွန်တော်တို့စကားမရဲ့တန်ယုံရှိတဲ့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါမျိုးစစ်ကောင်စီကိုမဲလာပေးတဲ့ပြည်သူမရှိချင်းကိုကြည်ချင်းအဖြစ်လဲစစ်ကောင်စီရဲ့လုပ်ရက်ကိုကျွန်တော်တို့ပြည်သူလူထုတွေအတိမပြုကြောင်းအလိုမရှိကြောင်းကိုပြသတဲ့ပုံရိပ်လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်တွင်းပြည်ပမှာရှိကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစကားမရဲ့ပြုလုပ်တဲ့အထူးရောင်ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲကိုတက်ညီလက်ညီစီစီလုံးလုံးနဲ့စန့်ကျင်ဆန္ဒပြကြပါလို့တိုက်တွန်းနှုတ်ဆော်အပ်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်တောင်ကိုရီးယားမှာနေတဲ့ပြည်သူတွေဂျေယုမြချစ်တင်ပါတယ်လို့ဒီကနေ့ပြောချင်ပါတယ်တောင်ကိုရီးယားမှာစစ်ခွေးထုတ်ခံတဲ့ပြည်သူတွေမရှိကြတော့ဘူးလားဂျေယုပြုတ်ပြီးတော့မြေတစ်ခုလောက်တော့ပေးကြပါအောင်လို့ဒီကနေ့တောင်းဆိုချင်ပါတယ်တက်တန်လက်တူးထားတယ်ဆိုတော့ဘဘငူမှာဆိုးလို့ကြေတာဆိုရင်တော့နောက်ဗီဒီယိုစကိုင်းတိုင်းမင်းကုန်းရွာမျိုးဆိုထီတွေကတိကူတဲ့အချိန်မှာပိုင်ရှင်ကဖမ်းမိတဲ့ဗီဒီယိုဖိုင်တစ်ချက်လောက်ရှုကြရအောင်မင်းကုန်းကဘာတူလဲဒီကားပိုင်ရှင်ကဒီကားပိုင်ရှင်ကကိုငွေလိုင်းဟုတ်ကားတော့ပြီအဲ့ဒါနဲ့ဟိုနေပြေတယ်ဝါမယ်ဟုတ်ပြီနော်ကားတော့ပြီဒီမှာအကုန်လုံးကပို့နေပြီပို့ပြီးသားတွေအဲ့တော့ကားတော့သွားပြီသွားနင်တို့တခိုးကိုင်းနင်တို့မိသွားမှာနော်ငါရဲ့တစ်ပင်တွေကိုနင်တို့ဖျက်ဆီးတာညာနင်ချက်မညောဆိုင်းဘုတ်တွေကတ်ထားနေမသိဘူးလားမဟုတ်သားတို့ကကားသမားတွေဘာမှမသိဘူးဒီစားမတတ်ဘူးလားမျိုးစိုးတီတွေထောင်ကြမှာနော်ကြီးကြမှာသွားယူလိုက်တော့ကားတော့ယူရလိုက်ဘို့အဲ့ဟိုနေယူရတယ်လေစားမတတ်ပေမတတ်စရိုက်ဒူမျိုးတက်တယ်ကနင်တို့ဖမ်းမှာသွားဟုတ်တယ်အနီတောင်းတော့သားပေးမယ်ဖုံးဆက်ပေးမယ်အဲ့ပိုင်ရှင်ကိုအရင်ဆုံးငါဒီမှာငါစစ်တပ်ကအရင်ခေါ်မှာမလို့ရတယ်အဲ့ဒီခေါ်လိုက်အဲ့နင်တို့တော့မှတက်တီကောင်းသေးတာပဲတွတ်ပြီးကဒီမှာလာခုတ်လို့ပါလို့နင်တော်သွားပြီကားတော်သွားပြီသွားကျွန်တော်လာခုတ်တဲ့လူခုကလာခိုးတဲ့လူပေါ့ဟုတ်ကျွန်တော်တို့လာတယ်တို့လာတင်ပြီးတာအဲ့ဆိုခုတ်တာဘာလို့လဲနာမည်တွေပြောသားနာမည်တွေပြောခုတ်တာအမခုတ်တာနာမည်လေးသားပြောဘာလို့လဲလဲပြောပေးမယ်ခုတ်တာကိုပြောပေးမယ်နာမည်ဘာလို့လဲပြောဒီဥကဒီလူတွတ်ပြီးကတွတ်ပြီးကဘာလို့လဲတို့ခိုင်းတာကိုတွတ်ပြီးတောင်းတာလည်းပြောပေးမယ်မဟုတ်တွတ်ပြီးရဲ့နောက်ပြီးတော့တွတ်ပြီးဆိုတာဘယ်ကလဲမင်းကောင်ကတွတ်ပြီးနောက်တစ်ခုကနောက်မျိုးဆိုထီ26မိုင်ဒီတင်ဝါတာတွေကဖြတ်တဲ့လူတွေဖြတ်တဲ့လူက26မိုင်ကရင်ဝါတာဘယ်နာလဲဒီရွာထဲမှာခိုးနိုင်သူအဲ့နာမည်မသိဘူးဥစ္စာနာမည်ကဥစ္စာအောင်ကိုဦးတို့ဥစ္စာ
အောင်ကိုဦးဟုတ်ပြီအောင်ကိုဦးကနောက်ပြီးတော့ အဲ့ဒါတွေ အခုသားတို့ကတဲတာ ကျန်သေးတယ် ဟုတ်သားတို့သူတို့ကားငါးလို့လာတယ် သားကားပိုင်ရှင်ဘာတူလဲ ကားကားပိုင်ညာပုံငွေလိုက် ကိုငွေလိုင်းပမာနေရလဲ ငင်းကုန်းမှာ မင်းကုန်းနဲ့ကိုငွေလိုင်းဟုတ်ပြီနော်အဲ့တော့အခုဒီဟာတင်တဲ့သူခုတ်တဲ့သူတွေကတွတ်ပြီးခုတ်တဲ့သူသူတို့မဟုတ်လား မဟုတ်ဒါတင်နေပြီသားလို့သမားရဲ့ ဟောအလုံသမားအဲ့အရှိသုံးကအကိုက တော့ ဘယ် တမ လိုလဲ လည်းမဟုတ်ပြောဆိုထီတွေနော် အဲ လင်း ဟုတ်ကဲ့အကိုရဲ့နာမည်လေးတစ်စိတ်ပြောလေးရှင်တို့ကမခုတ်ဘူးဆိုရင်အပြစ်လွတ်တာဗောမဟုတ်လား ဟုတ်သားတို့ကမခုံ အကိုနာမည်လေးကဘာတူလဲထွန်းအေးသားအနောက်ကသားအောင်ကန်ထွန်းနောက်ပြီးတော့အလုသမားတွေအေးဟုတ်ပြီသားတို့ကအလုသမားဆိုသားကဘာတူလဲသားဇော်ထက်အောင်သားရော ကူတွေပါ ကြော်ကြီးလားကျော်မင်းစောညသားတို့ကဘာမှနေရလဲ ငင်းကုန်းမှာပဲ အော်မင်းကုန်းသားတွေလားအော်မင်းကုန်းသားတွေသားတို့ကလာသေးတာ ဒါပြီးတော့ သားတို့ကလုံခိုင်းလို့ခိုင်းလို့လာ ကျွန် တော့ တော်ကားတင်ကားအဲ့ဒါ သားတို့ကကားတင်ကားချလိုက်လို့ကြားလိုက် အဲ့ဆိုရင်သားတို့ခိုင်းလိုက်တာက တာတွေကြီးပဲ ကိုတူ မလာလာနေပြီ ဒီကောင်နဲ့တာပဲ ဘာတူလဲခေါင်းဆောင်ကဘာတူလဲ တစ်ခိုးလို့တာမဟုတ်ကျွန်တော် တစ်ထုတ်တာထင်းဖြတ်တာထင်းနဲ့အတူတူပဲဘွေးရောင်ဝင်းဟလားဘွေးရောင်ဝင်းဆိုတာဘာမှနေတာလဲ ဒီ MC တွေကျွန်တော်လည်းမသိဘူးအခေါ်နေတာ အော်အေးဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဘွေးအောင်ဝင်းဥဆောင်ပြီးတော့လုံနေတာလား ဘူးကြီးအောင်ဝေး အော်အေးဘောဆိုတာမဟုတ်ဘူးရှင်တို့ပွင့်ပွင့်လင်းလင်းပြောရမှာအခုခိုင်းလိုက်တာဘွေးရောင်ဝင်းအော်ဘွေးရောင်ဝင်းဆိုတာအငိမ့်သားနော် ဒီမောင်လေးလည်းမသိဘူး မောင်လေးမသိဘူးဟုတ်ပြီ မောင် မောင် လေး လေးတို့ကသူ့ခိုင်းထင်းလုံသမားတွေမောင်လေးတို့ခိုင်းတိုင်းမောင်လေးတို့ပါတယ် ဟိုနေ့ကအခုဒါဆိုနှစ်ခေါက်လားသုံးခေါက်လားမရှိ ဟုတ်ပြီနော် ဘူးတင် အဲ့ဆိုရင်ဘွေးရောင်ဝင်းရယ်ဘွေးရောင်ဝင်းကဒီဆက်ချောင်းရွာထဲမှာလာပြီးတော့သူများမြေပေါ်မှာကျူးပြီးတော့စောက်ထားတာတရားရုံးရှိမှလည်းထွက်ဆိုသွားပြီသိလားဘာလို့ဆိုတော့ဒီနားမှာကသူကောင်းဆောင်ပြီးတစ်ခိုးကိုင်းကိုဖော်ထုတ်ရမှာဖြစ်တယ်အငိမ့်သားဘိုးကြီးအောင်ဝင်းအငိမ့်သားဘိုးကြီးရဲမြင့်သူအဲ့ဒါတွေကိုဖော်ထုတ်ရမှာ အဲမသိဘူး အငိမ့်သားဘိုးကြီးရဲမြင့်သူဆိုတာဝါတုတ်တုတ်ဘိုက်ရွှဲရွှဲနဲ့မျက်လုံးပြူပြူ ဒိန်းသားလားပါလားကျွန်တော်လည်းမသိဘူး မှုတ်ထားလိုက်တော့ဝန်ထမ်းတွေပေါ့ဝန်ထမ်းတွေပေါ့ ဝတ်ထန်းတွေပေါ့ ဝန်ထမ်းတွေသူနဲ့ဘိုးကြီးအောင်ဝင်းနဲ့ဘိုးကြီး ငပြိုတွေပေါ့ နှစ်ယောက်ခိုင်းတာဒါမဲ့ချမ်းမမောင်လေးစာဖတ်တတ်လားဖတ်တတ်လားမောင်လေးတို့ရောဖတ်တတ်လားစာဖတ်တတ်တယ်နော်လာဒီနားမှာဆိုင်းဘုတ်ကဗာရေးထားတယ်ဖိုင်ရှင်ရှိသည်တစ်ဝါမခုတ်ရငါမမြားရအဲ့ဒါတွေမဖတ်တတ်ဘူးလားဟိုမှာလေရှင်းလေရ ဒီဟိုကကြီးလား အဲ့မှာလေဆိုင်းဘုတ်တွေအကုန်ပတ်လဲတင်ထားတယ်လေအခုတို့သူများ channel ဝင်ပြီဆိုသိရမယ်လေ အဲ့ဒါပြောတာငပြိုတွေကစားမဖတ်တတ်ဘူးလို့ပြောတာမြန်မာစကားပဲပြောတတ်တယ်မဖတ်တတ်ဘူးကျွန်တော်ထက်တောင်ဆိုးတဲ့ဒီကောင်တွေမျိုးဆိုထီတွေကပညာရှိတကောင်မှမရှိဘူးမင်းကုန်းရွာကမျိုးဆိုထီကြီးစုတဲ့ရွာအင်ချေ200လောက်ရှိတယ်လူဦးရေ2000ကျော်ရှိတယ်မျိုးဆိုထီရွာလို့လည်းပြောလို့ရတယ် PDF တွေကတိတ်ခူးတယ်တိတ်ခုတ်တယ်လို့ခဏခဏပြောနေတဲ့ lobby တွေမင်းတို့ကအသက်တွေထုတ်ထားတွေတခါမှမပြတ်ဘူးကျွန်တော်တို့ကတက်တဲ့ဒီမှာပြလိုက်ပြီကဲမင်းတို့ဘယ်လိုပြောချင်သေးလဲမင်းတို့ကခူပီမှာ PDF တွေကခူးတယ်လို့ပြောအောင်မှာအခုတော့ပြောရင်ပြောကြည့်တော့ပေါ့ကွာစာမတက်ပေမတက်ပြောဆိုထီတွေဘယ်လိုလင်းမလဲဘယ်လိုပြောမလဲဆိုတာကိုတော့သူတို့သိတယ်ဒါကတခုတွေရဲ့နီးပညာတခုပေါ့ကွာကိုတော့ရှုပ်ချက်ကိုကုန်ပြီကဲဒါဆိုရင်တော့နောက်ဗီဒီယိုလေးစားရှာတာကောင်းတယ်ချုပ် PDF မှာမီတက် CDM ဆရာစံတစ်ချက်လောက်ရှူကြရအောင် ဟောဗောနော်မိတက်ကနေ CTN လောက်လာပြီးတော့ဒီကောင်တွေကိုဗောနော်ဒီကောင်တွေကိုညီလေးကဘာဖြစ်လို့ပြန်တိုက်တာလဲ ဒီခေတ်ဆက်ဆက်မှာလည်းအာနာရှင်စနစ်ဆိုတာမကောင်းခဲ့ဘူးပေါ့မကောင်းခဲ့တဲ့အတွက်ကျွန်တော်ခံချက်နဲ့ခံချက်ပြင်းပြင်းပြပြနဲ့ကိုပဲကျွန်တော်ဒီခေါင်းတွေကိုပြန်ချမှရမယ်ကျွန်တော်တို့ခင်မှာဒီလိုအာနာယူလို့မရအောင်အာနာသိမ်းလို့မရအောင်ပယ်ပြမှရမယ်ဆိုတော့ကျွန်တော်ဒီလိုခံချက်မျိုးနဲ့ဒီတိုင်းနဲ့ရောက်ရှိလာတာပါခင်ဗျ နော်ဒီနေမြေတဲကိုစစ်ကြောင်းတွေဝင်လာတာရှိတယ်ဗောနော်စစ်ကြောင်းတွေဝင်လာတာရှိတော့အိုက်ကောင်တွေကိုဟိုပြီးခဲ့တဲ့ဗောနော်ပြီးခဲ့တဲ့အပတ်ကပဲဒီဗောနော်ဒီမိတက် CTN စာစံဦးစီးပြီးတော့ဒီကောင်တွေကိုဘယ်လိုမျိုးတိုက်ခဲ့ရလဲအဲ့ဒါလေးတစ်ချက်ပြီးပြောပြသမှာပါခင်ဗျ ဟုတ်ကဲ့ကျွန်တော်တို့စချင်းဒီကောင်တွေကျွန်တော်တို့ဒီနယ်မြေတွေကိုစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ဝင်ရောက်လာပြီပေါ့တရင်ရတယ်တရင်ရတဲ့အချိန်မှာကျွန်တော်တို့စစ်ကြောင်းမှုကနေပြီးကျွန်တော်တို့စစ်ကြောင်းကိုတန်းပြီးတော့ထွက်ခိုင်းတယ်ထွက်ခိုင်းမှကျွန်တော်နေရာယူတယ်သူတို့နဲ့မနေမွေးမှာပေါ့သူတို့စစ်ကြောင်းလိုက်ပြီးတော့ခြေမုံမှုတော့ကျွန်တော်တို့နေရာယူတယ်နေရာယူတဲ့အချိန်မှာဒီကျွန်တော်တိုက်ပွဲဖြစ်မဲ့နေ့ပေါ့တိုက်ပွဲဖြစ်မဲ့မနေ့မှာဒီကောင်တွေလက်နေကြီးနဲ့အရင်စပစ်တယ်ကျွန်တော်တို့စပစ်တယ်ဒါပေမဲ့ကျွန်တော်တို့မထီဘူးကျွန်တော်တို့ကြော်ကြသွားတယ်အဲ့မှာကျွန်တော်တို့ကဒီသူတို့နဲ့အတူတူအနီးကပ်ဆုံးနေရာဒီကျွန်တော်တို့သွားပြီးတော့နေရာယူတယ်နေရာယူတဲ့အချိန်မှာသူတို့ဒီကောင်တွေကျွန်တော်တို့တက်ကွင်းတွေကိုရောက်ချလာတယ်တက်ကွင်းတွေကိုရောက်ချလာတဲ့အချိန်မှာဒီကျွန်တော်တို့ရဲ့ဒီစစ်ကြောင်းမှုကိုလည်းပြစ်မိန်ပေးလိုက်တဲ့အချိန်မှာ
ကောင်းနေခွေးပြေးဝက်ပြေးအောင်ကျွန်တော်တို့ဒီအားရပါရတိုက်ခဲ့တာပေါ့ အဲ့ဒီစစ်ကြောင်းပါလေအဲ့ဒီကြောင်းမှာညီလေးကိုလက်နက်ခဲရနေလဲရလိုက်တယ်ပေါ့နော်လက်နက်ခဲရနေလဲရလိုက်တယ်ဒီကောင်ကြီးစုပ်သွားတော့ညီလေးတို့အဲ့လက်နက်ခဲရနေကိုဘယ်လိုပြန်ယူခဲ့ရလဲအချိန်ဘယ်လောက်ဟိုစောင့်ခဲ့ရလဲပေါ့နော်အချိန်ဘယ်လောက်စောင့်ခဲ့ရလဲဒီကောင်ကြီးအခြေအနေကိုဘယ်လိုကြည့်ရလဲပေါ့နော်ဟိုသူတို့ကစုပ်သွားတယ်ကိုကပြန်ပြီးတော့အဲ့လက်နက်ခဲရနေကိုကောက်ဖို့ပေါ့နော်အဲ့ဒီတစ်ချက်ပြည်သူတွေကိုပြောပြလိုက်ပါ ဟုတ်ကဲ့ကျွန်တော်တို့ဒီတိုက်ပွဲဖြစ်တဲ့အချိန်မှာဒီကောင်ဒီခွေးတွေဝက်တွေတက်ကလည်းဒီခွေးပြေးဝက်ပြေးရတယ်ဒါပေမဲ့ကျွန်တော်လက်နက်တွေတန်းပြီးတော့ကောက်လို့မရသေးဘူးစစ်ကြောင်းရှင်တွေစောင့်ကြည့်ရတဲ့အချိန်မှာဒီဘက်ကျန်တဲ့တစ်ဖက်ကနေပြီးတော့သူတို့စစ်ကြောင်း၃ကြောင်းခွဲတယ်လို့ဆိုရင်ကျန်တဲ့တစ်ဖက်ကနေပြီးတော့ကျွန်တော်တို့နောက်ကနေပြီးတော့ဒီအငိုက်တိုင်မှာဆိုလို့ကျွန်တော်တို့သူတို့အခြေအနေကိုစောင့်ကြည့်တယ်တရက်ပေါ့စဖြစ်ချင်းတရက်ကျွန်တော်တို့လက်နက်တွေတော့ကောက်မြူခဲ့တန်းပြီးတော့နောက်နေ့အချိန်မှာကျွန်တော်တို့ဒီရေစီးထဲမှာဒီရေစီးတန်တဲ့ဒီချောင်းထဲမှာပေါ့ကျွန်တော်ခက်နဲ့ဒီလက်နက်ခဲယမ်းတွေကိုကျွန်တော်သွားပြီးတော့တင်းစီယူခဲ့ CDM နဲ့လောက်တဲ့စစ်ခွေးတွေလည်းပြန်တိတ်တယ်ဆိုတော့ဒါလေးစားစရာကောင်းပါတယ်ကြည့်တာဆိုရင်တော့နောက်ဗီဒီယိုတခါမှနိုင်ငံရေးလည်းမလောက်ဘူးဟိုဖက်လည်းမဟုတ်ဒီဖက်လည်းမဟုတ်ဆိုတဲ့ကောင်မှတစ်ချက်လောက်နားဆင်ကြည့်အောင် တခါမှလည်းနိုင်ငံရေးဆိုတာကိုလောက်လို့မလောက်ပါဘူး နားဆင်ကြည့်တော့သူစကားပြောတာ ဘသူ့ဥမာလည်းအားပြီးအမြောက်လည်းမလုပ်ဘူးဘသူ့ဥမာလည်းဟိုတစ်ဖက်ကိုလည်းကပ်ဖက်ရက်ဖက်လောက်တော့လေပေါင်းတင်မဆက်ဆံကိုထမင်းကိုစားတယ်ကိုအလုပ်ကိုလုပ်တယ်ကိုတနေ့လုံးမှာကိုတနေ့ထမင်းစားရမယ်ပြောချင်တာခင်ဗျားတို့တပိတ်တွေအမျိုးမျိုးလောက်တယ်ဟဲ့လားဟိုနားမှာတပိတ်လောက်လိုက်ဒီနားမှာတပိတ်လောက်လိုက်ဟိုတပိတ်ဒီတပိတ်အမျိုးစုံလောက်တယ်အမျိုးစုံဟိုတစ်ခုပြီးတစ်ခုလောက်တယ်တစ်ခါမှဝင်မပြောဘူးမဆိုဘူးเนาะဒီတစ်ခါပြောလို့လဲဆိုတော့ ခင်ဗျားတို့ကဟိုနားမှာတပိတ်လောက်မယ်ဒီနားမှာတပိတ်လောက်မယ်9မိနစ်10မိနစ်လောက်လာအောင်မယ်ခင်ဗျားတို့ကလောက်မယ်ဆိုတဲ့အကြောင်းခင်ဗျားတို့ကတွေးထားပြီးသားဟုတ်လားမတွေးရင်ဒီနေရာမှာလောက်မယ်ဟုတ်လားတကယ်လို့ရဲတွေစစ်တွေဝင်ဖမ်းမယ်ဆိုရင်ခင်ဗျားတို့ကကားကိုအစင်စစ်ပြေးဖို့ကတော့လေခင်ဗျားတို့ကထားပြီးသားဟုတ်လားကားကိုနားတစ်စင်ဒီနားတစ်စင်ဒီနားတစ်စင်ပြောင်းပြီးတော့လွတ်တဲ့နေမျိုးပြေးဖို့တော့လွတ်တဲ့နေနေရလဲခမများတို့ကိုစီးကြိုတယ်ဘာဖြစ်လို့လဲခမများတို့ကငွေအင်အားနဲ့တောက်တယ်ဟိုဂုံရှိတဲ့လူကလည်းဖြစ်နေတယ်ဆိုတော့ဟုတ်အော်ခမများလောက်ခဲ့တဲ့နေရလေးကစင်ရသားလေးတွေသူ့အလုပ်သူတနေ့လောက်တနေ့ချစားရတဲ့ခလေးတွေသူပဲဖြစ်ရင်ထဲမှာသူတို့ရဲ့ရင်ထဲမှာချီပြီးသားသူတို့အမျိုးရှစ်လားသူတို့အဘအပဲရှစ်လားဆိုတဲ့လူတွေကသူတို့ရင်ထဲမှာအပြည့်ရှိတယ်ဒါပေမဲ့ခင်ဗျားတို့ကအဲ့လိုလှိုးစော်လိုက်တဲ့အတွက်သူတို့မှစိတ်ကြွလာပြီးရင်လူငယ်ဆိုစိတ်မထိုင်နိုင်တော့ထားလုံးပြီးတယ်ဟောထားလုံးပြီးတော့ခင်ဗျားတို့တော့အစင်သစ်ကားဝတ်တက်ပြီးကိုလူယုံပြီးပြေးသွားပြီဒီမှာစင်းရဲတဲ့ကလေးတွေဟာလားသူတို့ရဲ့ဘဝလေးတွေတက်လန်းနေရှိသေးတယ်အခုအဲ့လိုမျိုးခင်ဗျားတို့ကလှုပ်သွားလိုက်တဲ့9မိနစ်10မိနစ်တွေမှာဒီကြံခဲ့တဲ့ဒီကလေးလေးတွေဒီပြည်သူတွေကဘယ်ပြေးရမှာလဲဇုကနဆက်ခဏသူများဝင်ဖမ်းပြီးဘယ်လိုသူတို့ချောင်းလို့ရမှာလဲသူတို့ဖမ်းတော်တော့ဟောသူတို့ဘဝတွေနစ်မွန်းပြီးထောင်ကြရတာနဲ့ခင်ဗျားတို့ပြည်သူတွေမတနာဘူးလားပြည်သူကတို့ရေးထားမလို့တာနဲ့ပြည်သူကတပိတ်လိုက်မှတာပြည်သူကဆန္ဒလက်မပြရတာနဲ့ခင်ဗျားတို့ကတတ်မယ်ဆိုတာကြည့်ပဲသူတို့လေးတွေလည်းတနာအောင်လေသူအဲ့ပြည်သူလေးတွေကဟိုအပေါ်ကလူတွေကိုလည်းမော့ကြည့်နေရအောက်ကလူတွေကိုလည်းငုံကြည့်နေရနဲ့ကြားထဲမှာခင်ဗျားတို့ပြည်သူတွေတရားနည်းနည်းမှမငယ်ဘူးခင်ဗျားတို့ကခင်ဗျားတို့လှုပ်ရှင်တာတခုပဲခင်ဗျားတို့ဟိုဇက်ကနဲ့တွေးလိုက်တယ်ဇက်ကနဲ့ထားလှုပ်လိုက်တယ်တော်လာပြီနဲ့တူတယ်ခင်ဗျားတို့တကယ်စစ်လှုပ်ရှင်နေဆိုလို့ချင်းတော်ထဲမှာလက်နက်ကင်နေတဲ့ဒါကြောင့်အယူလို့ပြောတာအတူတူပဲလက်နက်ကင်ဟိုဘက်ကလည်းလက်နက်နဲ့ပြစ်တာအဖြစ်တဲ့အတွက်ဒီဘက်လည်းလက်နက်နဲ့ပြန်ပြစ်ဒီလိုပါမဟုတ်တဲ့ဟိုဈေးကျိုးဈေးကြားမှာဟိုအင်ဂျိုအင်ကြားမှာတွေခင်ဗျားတို့လိုက်တော့ဟောမိသွားတဲ့ခလေးတွေပတိုင်းဒီတိုင်းခါမိသွားတဲ့ပြည်သူတွေကဒီတိုင်းခါကိုလိုယုံလို့လည်းပြေးလို့လည်းမရတော့ဘူးခြောင်လို့လည်းမရတော့ခင်ဗျားတို့မဲမထက်သေးခြင်းဆိုလို့ချင်းလည်းမဲမထက်သေးခြင်းနဲ့ပြောမထက်တဲ့လူကလည်းမထက်ဘူးလေမတွေ့ဘူးလားလိုင်းမလေးတွေသူတို့ပြောသူတို့အမေမဟုတ်လို့ချင်းသူတို့မထက်ဘူးပြီးပြီလေဒါခင်ဗျားတို့ပြည်သူတွေရှိနေတာဗျာတကယ်ဒီအစိုးရကိုနိုင်အောင်ဒီလူအုပ်ချုပ်တာမကြိုက်ဘူးနိုင်အောင်ဖြုတ်ချင်တယ်ဆိုလို့ရှိရင်လက်နက်ကင်တခါတည်းဝင်ခင်ဗျားတို့အကုန်လုံးလက်နက်ကင်တွေမရေမရအဖတ်မရပြည်သူသားလင်တက်ဒုက္ခဖြစ်မဲ့အရေးကိုပဲတွေးပြောလောက်တယ်ခင်ဗျားတို့ဘာမှအထိတ်တယ်လည်းမရှိဘူး2021ထဲကနေအခု2026ရောက်ပြီဘယ်နေရာမှလည်းဘာမှလည်းဘာတစ်ခုမှလည်းမပြောဟိုတလောတွေကတိတ်ခဲ့တဲ့မျိုးတွေအဲ့တိတ်ခဲ့တဲ့မျိုးတွေကလည်းသူတို့လက်နဲ့ချင်းချခဲ့လို့သူတို့သိမ့်နိုင်ခဲ့တာကျမတို့တက်ထောက်ကန်တဲ့သူပဲရစ်တတော်တထောက်ခံတဲ့ခွေးမပဲပထမဆုံးမှာပြောလဲဟိုဖက်လက်မထောက်ခံဒီဖက်လက်မထောက်ခံတဲ့အခုနောက်ဆုံးမှာတော့တထောက်ခံသူဖြစ်တဲ့
သူပြောသွားတဲ့စကားတွေလည်းအစားလည်းမသိအဆုံးလည်းမသိတောင်ပြုံးမြုပ်ပြုံးအဲ့ဒါပြောတာဒီလူမျိုးခွေးဝေးစားတွေမြန်မာနိုင်ငံမှာတအားများနေလို့မြန်မာနိုင်ငံကပုတ်ကရနိုင်ငံဖြစ်သွားတာမင်းတို့တွေလူဦးနှောက်မရှိတဲ့ကောင်များနေလို့ဒီအာနာရှင်ကိုတက်ဆူးစီနေတာဘာပြုံးမှန်းတော့မသိတောင်ပြုံးလိုက်မြုပ်ပြုံးလိုက်မင်းကစမတက်ပေမတက်ဆိုတာကိုမင်းကိုတိုင်ကဖို့ပြနေတာမင်းဒီလူမျိုးဖြစ်အောင်စစ်ခွေးတွေကလောက်နေတယ်ဆိုတာကမင်းကိုတိုင်မသိလို့စစ်ခွေးတက်ကကျမတွေကိုစောက်နေတယ်ဆိုတာကိုမင်းတိခေလို့ဆိုရင်စစ်ခွေးတစ်ဖက်မှမင်းရက်တီမှာမဟုတ်ဘူးကျွန်တော်တို့တော်လှန်ရေးဘူတွေတင်းပိတ်ထားတဲ့မြို့တွေနေရာတွေလည်းမင်းကတခုမှနားမလည်ဘူးမသိဘူးမင်းလက်တနေ့ကြကြုံတဲ့ချိန်မှာတွေ့မှာပေါ့မင်းထောက်ခံတဲ့စစ်တပ်ဘလူနေတာလဲဆိုတာကိုမင်းမသိသေးလို့စစ်တပ်ထောက်ခံတဲ့ပြည်သူတွေတွားကြည့် one way တွေကြီးပဲပညာတတ်တယ်လို့မင်းတို့ထင်တဲ့လူတွေကိုလည်းတွားကြည့် one way ပဲသူတို့မင်းတက်တယ်တွေးတက်တယ်အဲ့ဒါကြောင့်စစ်ခွေးတွေကိုထောက်ခံတာဒီကောင်မှလည်းထပ်တူပဲစစ်ခွေးထောက်ခံတဲ့ပြည်သူတွေအားလုံးနဲ့စစ်ခွေးလိုပြည်တွေကိုကျွန်တော်အမြင်ပါတော့အယူလူပဲမြင်ပါတယ်လို့ဒီကနေ့ပြောချင်ပါတယ်ဟုတ်ကဲ့ပါတကယ်ကျွန်တော်ဒီမြတ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများတင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time